နိုင်ငံတကာမှာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်တိုက်ခံရန်သူတွေကိုရှင်းပြရလိမ့်ရှိရာကြောင့်မြန်မာတိုက်ခံခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုမလို့ပေးပဲရှင်းထုတ်ဖို့ဘူးလာလာဆွေကနှုတ်ဆော်ပြောဆိုနေပါတယ်။မနေ့ကဧပြီလ18ရက်နေ့လူမှုကွန်ရက်တိုင်းတစ်စင်ဘူးလာလာဆွေကအဲ့လိုပြောဆိုလာတာဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ကိုနိုင်ငံတကာပုံစံတွေတိုင်းတိုက်ခံရန်သူတွေကိုရှင်းထုတ်ရမယ်လို့အခုလိုပြောပါတယ်။လူငယ်အနေနဲ့ပတ်သက်လို့နော်ကျွန်တော်ရုရှားမှာစူပါပါဝါသမ္မတပူတင်သူ့ရဲ့တိုက်ခံခေါင်းဆောင်အလက်ဇီနာဗာနီဆိုအဲ့ဒီကောင်ကိုသူကထောင်ထဲမှာထည့်ထား။ထောင်ထဲမှာထည့်ထားပြီးတနည်းကျတော့သူကအင်တာဗျူးလုပ်ခိုင်းတယ်နိုင်ငံခြားသတင်းဌာနတခုနဲ့အင်တာဗျူးလုပ်ခိုင်းပြီးနောက်နေ့ကျတော့အစိတ်မီပြီးသေးပါပေါ်ဒီရွေးနောက်စူပါပါဝါနိုင်ငံတခုဖြစ်တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတရှီကျင်းပင်သူ့ရဲ့တိုက်ခံခေါင်းဆောင်ပူရှိလိုက်ခုချိန်ထိအချုပ်ထဲမှာထောင်ထဲမှာထည့်ထားတယ်ပူရှိလိုက်ဘယ်တော့လုံမလဲဆိုတော့သမ္မတရှီကျင်းပင်အာနာစွန်တဲ့အခါကျရင်လုံမှာပေါ့အဲ့လိုယူဆတယ်သမ္မတရှီကျင်းပင်ဘယ်တော့အာနာစွန်လဲဆိုတော့သူအခြေခံဝိကိုပြင်ပြီးဒီအာနာယူထားတာဆိုတော့ခမလို့မရအဲ့တော့ပူရှိလိုက်ရလေထောင်ထဲမှာပဲယူထုတ်ရမယ်လို့ရှိတယ်နောက်ဒီမိုကရေစီနိုင်ငံလို့ပြောတဲ့ဖိလစ်ပိုင်နိုင်ငံသူသမ္မတဖာလီနာမာကုစ်ဂျူနီယာသူ့ရဲ့အတိုက်ခံဖြစ်တဲ့အရင်သမ္မတဟောင်းဒူတာတေကိုဟောပြန်လာလေးစိတ်မှာဖမ်းပြီးတော့ခါတဲ့ ICC ပို့လိုက်သူဖမ်းဖို့လားICC မှာတမ်းရှိရေးလို့ရှိသူကိုယ်တိုင်ဖမ်းဖို့လိုက်သူရှင်းပြနောက်ကမ္ဘောဒီးယားဆိုလို့ရှိရင်တိုက်ခံကောင်းဆောင်ဆမ်မရန်စီခမာမျိုးချိချလို့မရအောင်ဆမ်မရန်စီရဲ့တပည့်ကိုပါလီမန်အမတ်ကဟိုမှာဘန်ကောက်မှာရှင်းပလိုက်တာဟိုကွန်ဆာတော့သူတို့တာမဟုတ်ဘူးညင်းတာပေါ့ကျွန်တော်တို့ကနိုင်ငံအသီးသီးကသူတို့ကောင်းဆောင်နေတာသူတို့တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆက်လက်စစမပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ sustainable development ဖြစ်ဖို့အဲ့ဒါကိုသူတို့ကဖြစ်နိုင်ခြေရှိတဲ့ potential enemies တွေကိုရှင်းထုတ်တာနိုင်ငံတည်ငြိမ်အေးချမ်းနေတာလက်ရှိမှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်ပါဝင်နိုင်ငံရေးကျင်းသားတွေကိုလွတ်ပေးတာကပြဿနာမရှိပေမဲ့ဒေါ်ဆန်းစုကြည်ကိုလွတ်ပေးရင်အနည်းရရှိတဲ့ကေ9ပါးနေမကတန်ငါစင်မှာမှောက်ခဲ့ပြီးတော့ဘူးလာလာဆွေကပြောဆိုနေပါတယ်။ဒါအပြင်သူကဦးသိန်းစိန်တို့မင်းအောင်လှိုင်တို့ကဗိုလ်ချုပ်ကြီးတွေကနေလာတဲ့စစ်ပွဲလီလီနိုင်လာတဲ့စစ်သားကြီးတွေဖြစ်ပေမဲ့စိတ်ထားကြတော့အရန်နုညံပြီးကိုကျဲစာတတ်တို့အရန်မြတ်တော်တရားထားတာကြောင့်သိပြီးတော့ရှုပ်ဖို့ပေးတာတော့မကောင်းဘူးလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအခုဆိုလာတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့ဦးဝင်းထိန်တို့ကအရေးမပါပဲငွေကောင်းပြတ်လို့ဖြစ်ပြီးအဲ့ဒီငွေကိုခေါင်းဆက်မိရင်အစိမ့်ရှိရငွေဖြစ်သွားမယ်ဆိုတာကိုတတိပေးရပါလို့ဘူးလာလာဆွေကပြောဆိုပါတယ်ဘူးလာလာဆွေကဂျမ်ဖို့ပါတီရဲ့ဘိုးကော်မတီငွေဖြစ်ပြီးတော့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဖြစ်ကပုပ္ပတင်မီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်အရွေးချယ်ခံထားသူလည်းဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်တနိုင်းမြို့နယ်ဟူကောင်းဒေသမှာရှိတဲ့ဝါယာစုပြည်သူ့စစ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်တပ်ဘက်က15ရောက်သေဆုံးပြီးနက်နက်ခဲရအနေနဲ့ရရှိထားတယ်လို့ဒေသသတင်းမိကရန်ကုန်ခေတ်ကိုပြောပါရယ်မနေ့ကဧပြီလ18ရက်နေ့မနက်ပိုင်းမှာတနိုင်းမြို့နယ်ဟူကောင်းဒေသမှာရှိတဲ့ဂျက်ဖက်စစ်တပ်လက်အောက်ခံဝါယာစုပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဝဲလော်နယ်ခလန်ကောက်စခန်းနေရာတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ပါရယ်အဲ့ဒီစကန်တိုက်ပွဲအပြင်းထန်ခဲ့ပြီးတော့ဂျမ်ဖက်စစ်တပ်နဲ့ပြည်သူ့စစ်တွေထိခိုက်သေဆုံးမှုရှိက KIA ပူးပေါင်းတပ်တွေကနေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေရလို့သိရပါတယ်။လက်ရှိတနိုင်းမြို့နယ်မှာစစ်တပ်နဲ့ KIA တပ်တွေကြားဆက်လက်စစ်ရေးတင်းမာနေပြီးတိုက်ပွဲတွေချိန်မီပြန်လည်ဖြစ်ပွားနိုင်တယ်လို့ဒေသသတင်းရင်းနှီးရဲ့အဆိုအရသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကစစ်ရေးပြင်းမှမဟုတ်တဲ့အရက်သားပြည်သူတွေနဲ့အခြေခံစောင့်တွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတဲ့ပုံမှာ KNU နူသားစီယုံကပြင်းထန်စွာရှုတ်ချလိုက်ပြီးအာဆီယံပါဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဒီစစ်ရာဇဝဲမှုတွေကိုမျက်ကွယ်မပြုဘဲထိရောက်စွာရေးယူဖို့တိုက်တွန်းလိုက်ပါတယ်။စစ်တပ်ကပြည်သူလူထုအားကိုးအားထားပြုနေရတဲ့စာတင်ကျောင်းတွေနဲ့စေယုံတွေကိုနေကျောင်းကနေတစ်စိပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေတာကအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်းတင်းချိုးဖောက်နေရပဲလို့ KNU ကဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကဧပြီလ12ရက်နေ့မူရောခရိုင်မှာရှိတဲ့ဦးမရောစေယုံကိုပေါင်း900ပုံနှလုံးအသုံးပြုကပုံကျဲတိုက်ခိုက်ခဲ့ရကြောင်းစေယုံကစီပြီးလူနာရီထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့မှာတော့ကော်တူနေနယ်မြေတွေကမူရောဂျူနီယာကောလိပ်ကိုတိုင်းနယ်ရင်းနဲ့ပုံကျဲခဲ့ရကြောင်းအဓိကစောင့်လေးလုံးပျက်စီးခဲ့ရပါတယ်။ဒါအပြင်ဧပြီလ15ရက်နေ့မှာလည်းမူရောခရိုင်ခေပါထိုက်ရွာမှာရှိတဲ့လူနေနေပေါ်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရကြောင်းအရသား၄ဦးသေဆုံးခဲ့ရပြီး10ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြင်နေ20လုံးနဲ့ဘာသာရေးဆောင်တွေပါပြာကျပျက်စီးခဲ့ရပါတယ်။စစ်တပ်ရဲ့လုပ်ရတွေကမတော်တဆဖြစ်ရတွေမဟုတ်ပဲပြည်သူတွေရဲ့ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေကိုဖျက်ဆီးဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေတဲ့အကြမ်းဖက်စစ်စင်ရေးတွေသာဖြစ်တယ်လို့ KNU ကလေးနဲ့ထုတ်ပြထားပါတယ်။အဲဒါကြောင့် KNU အနေနဲ့အာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုစိုးရိမ်ပူပန်နေလို့ဖော်ပြရုံနဲ့မလုံလောက်တော့ပဲလက်တွေ့ကျတဲ့အရေးယူဆောင်ရွက်မှုတွေကိုချက်ချင်းလှုံ့ဆော်မှုတောင်းဆိုထားပါတယ်။အထူးသဖြင့်စေအုပ်စုရဲ့နေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ထိရောက်တဲ့တားဆီးမှုတွေပြုလုပ်ဖို့လိုအပ်ပြီးအခုလိုထင်ရှားတဲ့စစ်ရာဇဝဲမှုတွေပေါ်နှုတ်ဆက်နေတာကအကြမ်းဖက်စစ်တပ်ကိုပို့ပြီးတော့ကျူးလွန်လာဖို့အားပေးအားမြောက်ပြုရရောက်မယ်လို့တိုက်တွန်းတောင်းဆိုထားပါရှင်။ဆက်လက်ပြပေးမယ့်သတင်းကတော့မကွေးတိုင်းဒေသအတွင်းခြေဆိုင်ဒေသနာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Local People's Defense Force LPDF တွေပူးပေါင်းပြီးမကွေးယူနယ်ဆိုရရဲ့ဥဆောင်မှုအမှလက်တွဲညီညီတိုက်ပွဲဝင်သွားမယ်လို့မနေ့ကဧပြီလ18ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။မြို့တော်နိုင်ငံ9နှစ်တာကာလကြာမြင့်ခဲ့ပြီးနောက်ပြည်နယ်တွေအကောင်းရေးကနေတနိုင်ငံလုံးအကောင်းရေးဆိုတဲ့ဖက်ဒရယ်မှုနဲ့မန္တလေးဒေသစကိုင်းဒေသနဲ့မကွေးဒေသတို့မှာဖက်ဒရယ်စနစ်ရဲ့မျိုးစေ့ဖြစ်တဲ့ဒေသအလိုက်ဖက်ဒရယ်ယူနစ်ဆိုရရဲ့အသီးသီးကိုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။မကွေးတိုင်းခြေဆိုင် LPDF အဖွဲ့တွေအနေနဲ့ဆီယနာရှိစနေရောက်ကနေလွတ်မြောက်ပြီးစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုသစ်ပေါ်ထွန်းလာဖို့အတွက်မကွေးယူနစ်ဆိုရမှာမိန့်နာခံမှုရှိစွာတိုက်ပွဲဝင်သွားမယ်လို့ကတိသစ္စာပြုထားကြပါတယ်။
ဒါအပြင်ယူနစ်ဆိုရနဲ့လက်တွဲပြီးမကွေးတိုင်းထဲမှာရှိတဲ့ပြည်သူလူထုအတွက်ကောင်းမွန်ပြီးတိကျသေးချတဲ့တပ်တစ်ခုဖြစ်ဖို့ပထမခြေလှမ်းဖြစ်ကအပြောထက်လက်တွေ့ကျတဲ့စနစ်ကျတဲ့တပ်တစ်ခုဖြစ်ဖို့လည်းရည်ရွယ်တာပါလို့အခွင့် PDF ရုံးအဖွဲ့မှုစက်တီကဆိုပါတယ်မကွေးယူနစ်ဆိုရအနေနဲ့ LPDF တွေကိုမိမိတို့ဆိုရရဲ့လမ်းညွှန်မှုမှာတန်တီထိုင်တပ်တွေဖြစ်အញ្ញံဆုံးကောင်ထဲဖော်နိုင်မယ်လို့မျှော်လင့်ယုံကြည်ရဲဆိုတာကိုလည်းထပ်လောင်းပြောပါတယ်2021ခုနှစ်ဆီယနာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မျိုးတော်လှန်ရေးရဲ့အန်တီမော့ဘန်တိုင်ဟာအာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့အတူဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ဖြစ်တယ်လို့မကွေးတိုင်းက LPDF တပ်ဖွဲ့တွေကထုတ်ပြန်ထားပါရှင်မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းနမမြို့နယ်အတွင်းကကြေးရွာတွေကိုအင်အား200လောက်နဲ့နဲ့လည်းမီးရှို့ဖျက်ဆီးနေတဲ့ကြံဖက်စစ်တပ်စစ်တမ်းကိုတရားချင်းနဲ့မိုင်းနဲ့ချိန်ဖောက်ခွဲတိုက်ခိုက်ခဲ့ရကြောင်းစစ်သား9ဦးသေဆုံးပြီးအများပြဒဏ်ရာရရှိသွားတယ်လို့ဗေကနိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးတပ်သတင်းထုတ်ပြန်ထားပါတယ်မနေ့ကဧပြီလ18ရက်နေ့နမောက်မြို့နယ်ကြီးကန်းရွာကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်တမ်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာတော့စစ်သား9ဦးသေဆုံးပြီး10ယောက်ခန့်အပြင်းထန်ဒဏ်ရာရရှိသွားကမိုင်းဂရိတ်ပျက်စီးနေတဲ့ဆိုင်ငယ်စီးပျက်စီးကြံရခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရတဲ့ကြမ်းဖက်စစ်သားတွေဟာကြီးကန်းရွာအတွင်းပြန်လည်ဝင်ရောက်ပြီးနေအိမ်တွေကိုထပ်မံမီးရှို့ဖျက်ဆီးကရွာရှိဘက်ကိုထွက်ခွာလာချိန်မှာလည်းထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရကြောင်းစစ်သားအများပြားအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီကြမ်းဖက်စစ်တပ်စစ်တောင်းဟာရုံးပြီးကကံဦးကုန်းနဲ့ကြီးကန်းရွာတွေကနေ30ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးပြည်သူ့ဘက်ကဆိုင်ကယ်နဲ့ပစ္စည်းတွေကိုလည်းခိုးယူသွားတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကန်းမြို့နယ်မှာစစ်တပ်ရဲ့စစ်တောင်းထိုးမှုကြောင့်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ရဲ့ပိတ်ခတ်မှုကြောင့်အသက်၄နှစ်ရွယ်ကလေးငယ်တဦးပါဝင်ပြည်သူ့နေဦးသေဆုံးသွားတယ်လို့ဖားကန်းဒေသသတင်းမိကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ဒီနေ့ဧပြီလ19ရက်နေ့မနက်4နာရီချိန်စစ်တပ်ကဖားကန်းမြို့နယ်လုံခင်းဒေသဘက်ကိုစစ်တောင်းထိုးလာချိန်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လိုက်ကြောင်းလုံခင်းကြီးရွာအုပ်စုမလန်းရွာကိုကြားရောက်ပောက်ကွဲပြီးအသက်၄နှစ်ရွယ်ကလေးငယ်တဦးလက်နက်ကြီးချိမှန်သေဆုံးခဲ့ရပါတယ်။ဒါအပြင်မနီကညပိုင်းကလည်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကချင်မျိုးသားတအုပ်လက်နက်ကြီးထိမှန်သေဆုံးနေရပြီးလက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါသေးတယ်လို့ဖားကန့်ဒေသသတင်းတွေကရှင်းပြပါရယ်။ဖားကန့်ဒေသမှာကျန်းဖက်စစ်တပ်နဲ့ပူးပေါင်းဖွဲ့တွေကမရှိကထောင်မှာရှိတဲ့စူတောင်းကောင်စကန်ကိုသိမ်းပိုက်ပြီးတဲ့နောက်နမ်ပြေမော်စီစာနဲ့မလန်တန်ဘက်ကိုစစ်တောင်းထိုးလှုပ်ရှားနေကြပါရယ်။လက်ရှိမှာစစ်ကောင်စီဘက်ကစိုင်းတောင်ဘက်ကိုဝေးအောင်နိုင်ဖို့ပြင်းထန်ကြိုးပမ်းနေတဲ့အတွက်ဖားကန့်ဒေသအတွင်းတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်မယ့်အခြေအနေရှိနေတယ်လို့သိရပါရယ်။ဒါလောစစ်တပ်ကလေကြောင်းနဲ့ဖားကန့်ဒေသကိုကေထောင်မှုတွေရှိနေပြီးလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ရှိလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့တော်လိုင်းသတင်းမင်းတို့ကအသိပေးထားပါရရှင်။ဆက်လက်ပြီး PPNM ကနိုင်ငံရေးကျင်းသားတွေနဲ့ပတ်သက်ပြီးကြပြတာကိုကြည့်အောင်ပါမြန်မာနေစတဲ့ရက်နေ့ပြန်လည်လွတ်မြောက်လာသူတွေတဲ့နိုင်ငံရေးကျင်းသား292ယောက်သာပါဝင်တာကြောင့်ဒီရွေတွက်တော်စစ်မှန်တဲ့လူနေချမ်းသာခွင့်မဟုတ်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကိုရ PPNM ဘူးဆောင်ကော်မတီဝင်မဲ့ရောင်နေသိန်းကဆိုပါရင်မနေ့ကဧပြီလ18ရက်နေ့ထိကောက်ယူခဲ့တဲ့စာရင်းတွေအရမြန်မာနိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေကနေပြန်လည်လွတ်မြောက်လာသူရေးအတွက်ဟာ1686ယောက်သာရှိခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံရေးကျင်းသား292ယောက်သာပါဝင်လာတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။ PPNM ရဲ့စာရင်းအရလွတ်မြောက်လာတဲ့နိုင်ငံ92ယောက်ထဲကအများစုကလည်းလူရဲစစ်ကနေသူတွေခေတ်ကတက်ကြွလှုပ်ရှားသူတွေနဲ့လူငယ်အများစုကိုတော့အကြမ်းဖက်စစ်တပ်ကလွတ်ပေးဖို့ညှင်းဆန်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်။အကြမ်းဖက်ကောင်းဆောင်မင်းအောင်လှိုင်ကတော့အခုနှစ်စတဲ့ရက်နေ့မှာလူပေါင်း4335ယောက်ထိလွတ်နေပေးမယ်လို့ကြွေးကြော်ခဲ့ပေမဲ့လက်ပြမှာတော့စည်ရင်ကွာဟာနေခဲ့ပြီးလွတ်မြောက်လာတဲ့နိုင်ငံရေးကျင်းသားရေးအတွက်သာလည်းအရင်နှစ်တွေနဲ့နိုင်ရှိအလွန်နှဲပါနေတယ်လို့မဲ့ရောင်နေနေကဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဒီလုပ်ရဟာစစ်မှန်တဲ့လူနေချမ်းသာခွင့်မဟုတ်ဘဲနိုင်ငံတကာအပါအဝင်ပြည်သူလူထုအပေါ်ကိန်းကနန်းတွေနဲ့ညက်လက်ပြလက်ဖျားခဲ့ရလို့လည်း PPNM ကပြောဆိုထားပါရှင်။နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အီဗန်ကဟော်မောက်စီလိုက်ကြားကိုပြန်နေပိတ်ဆို့မှုပေါ်ကြက်တိုင်မှုဖြစ်အမေရိကန်သမ္မတထရမ်ကလက်မခံဘူးလို့ပြည်ပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့မှာအီရန်စစ်တပ်ကကမ္ဘာ့ရင်းနဲ့တဘာဝတံငွေအထီးကစီစဉ်အောင်ဟော်မောက်စီလိုက်ကြားကိုတင်ကျက်စွာစီမံခန့်ခွဲမှုပြန်လုပ်တော့မယ်လို့ကြေညာလိုက်ပါတယ်။ဒါဟာအမေရိကန်ကအီရန်စိတ်ကမ်းတွေကိုဆက်လက်ပိတ်ဆို့ထားတဲ့ပေါ်တုတ်ပြန်လာလို့အီရန်ဘက်ကဆိုပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကတော့ယူနိုက်တက်ကိုပိတ်ပြီးအမေရိကန်ကိုချက်တိုင်လို့ရမှာမဟုတ်ဘူးလို့ပြန်လည်သတိပေးလိုက်ပါတယ်။အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်တဲ့မိုတာဘာခါမီနီကအီရန်ရစ်တပ်ဟာရန်သူတွေကိုခါးသေးတဲ့ရှုံးနေမှုတွေအသစ်တွေပေးဖို့အသင့်မဲလို့ကြုံဝါခဲ့ပါတယ်။အီရန်စစ်တပ်ကတော့အမေရိကန်ဘက်ကအီရန်သင်းမော်တွေလွတ်လပ်စွာသွားလာခွင့်ကိုပြန်မပေးမချင်းဒီရင်လက်ကြားကိုသူတို့ကပဲတင်ကျက်စွာထိချုပ်ထားမယ်လို့ဆိုပါတယ်။စနေနေ့မနက်ပိုင်းမှာအီရန်ဒေါ်လာရဲ့စောင်းတက်ရဲ့တနက်တင်လေးပြဟော်မောက်စီလိုက်ချအတွေ့သွားလာနေတဲ့ရင်းနာတဲ့သင်းမော်စီကိုတတိပေးချက်မရှိပဲပြစ်ခတ်ခဲ့တယ်လို့ပြည်내ရေးကြောင်းလို့ကြော်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။သင်းမော်နဲ့ဝန်ထမ်းတွေကတော့ဘေးကင်းတယ်လို့သိရပါတယ်။ဒါအပြင်အမေရိကန်အနေနဲ့တင်းကျပ်တဲ့ရည်တည်ချက်အတိုင်းဆက်သွားမှာဖြစ်ပြီးအီရန်နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေမကြခင်ထပ်ထွက်လာမယ်လို့ဆိုပါတယ်။ဒီလိုတင်းမာမှုတွေရှိနေပေမဲ့ Trump ကတော့ American History နဲ့ Iran တို့ကြားကစစ်ပွဲကိုအဆုံးသတ်ဖို့ရေးချင်တဲ့ဘောတူညီချက်ရဖို့တော်တော်ကိုနှီးစပ်နေပြီလို့ယုံကြည်နေစေပါ။လက်ရှိမှာပါကစ္စတန်ကကြားခံစစ်ဆက်ပေးနေပြီး American ဘက်ကပေးပို့ထားတဲ့အဆိုပြုချက်အသစ်တွေကို Iran ဘက်ကသုံးသပ်နေပေမဲ့အဓိကအငြင်းပွားစရာတစ်ခုကတော့ Iran ရဲ့ uranium တူလာမှုပဲဖြစ်ပါတယ်။ Trump က Iran ဟာ uranium ကိုလွှဲပေးဖို့သဘောတူထားတယ်လို့ပြောပေမဲ့ Iran နိုင်ငံခြားရေးဝန်ကြီးဌာနကတော့သူတို့ရဲ့ uranium တွေကဘယ်မှမသွားဘဲ American ကိုလွှဲပေးဖို့ဆိုတာဆွေးနွေးပွဲမှာတော့မပါဘူးလို့ငြင်းဆိုထားပါတယ်။လက်ရှိမှာပြည့်ခက်ရစရေးတန်းကုန်မှု၄ရက်ပဲလိုတော့တဲ့အချိန်မှာဒီကြောင်းသွားလာမှုတွေဟာဝေဝါးဝါဖြစ်နေပါတယ်။တချို့သင်္ဘောတွေကရေလက်ကြားကိုခက်ကြော်ဖို့စ조사နေကြပေမဲ့တချို့ကတော့မနှုံကြုံမှစိုးရိမ်တာကြောင့်ပြန်လည်သွားကြတာတွေရှိနေပါတယ်။အီရန်ပြည်သူတွေကတော့စစ်ပွဲစကတည်းကအင်တာနက်ဖြတ်တောက်ခံထားရတာရက်ပေါင်း90ရှိသွားပြီလို့သိရပါတယ်ရှင်။မြောက်ကိုရီးယားနိုင်ငံအကြောင်းကိုတင်ဆက်ပေးပါမယ်။
မြောက်ကိုရီးယားနိုင်ငံကဧပြီလ19ရက်နေ့မနက်စောပိုင်းမှာ ballistic ဒုံးကျည်အမြောက်များကိုသူ့ရဲ့ရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ကိုထပ်မံပစ်ခတ်လိုက်တယ်လို့တောင်ကိုရီးယားနဲ့ဂျပန်အာဏာပိုင်တွေကအတည်ပြုလိုက်ပါတယ်။ဒါကဒီနေ့အတွင်းမြောက်ကိုရီးယားရဲ့ခုနှစ်ကြိမ်နောက်ဒုံးကျည်ပစ်ခတ်မှုဖြစ်ပြီးဧပြီလတစ်လအတွင်းမှာ၄ကြိမ်နောက်ပစ်ခတ်မှုလည်းဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရလက်ရှိမှာအမေရိကန်အစိုးရဟာအီရန်ရင်းနဲ့ပတ်သက်ပြီးအာရုံစိုက်နေရချိန်မှာမြောက်ကိုရီးယားကခွင့်ကောင်းယူလိုက်တာလို့ဆိုပါတယ်။ဖီယောနာတက္ကသိုလ်က Professor နေမှုချုံကအမေရိကန်ကအီရန်ရေးကိုအာရုံစိုက်နေတော့မှမြောက်ကိုရီးယားကသူတို့ရဲ့နျူကလ িয়ার စွမ်းအားနဲ့ဒုံးကျည်စွမ်းရည်ကိုမြင့်တင်မှုရှေ့ရောက်ခွင့်ရေးဖြစ်မြင်နေတာပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ဒါအပြင်ဒုံးကျည်တွေကိုမြောက်ကိုရီးယားရှေ့ဘက်ကဲရိုးတဲ့ငါစင်ပိုမြို့အနီးကနေမနက်6:10မိနစ်ခန့်မှာစတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဂျပန်အစိုးရရဲ့ထုတ်ပြန်ချက်အရဒုံးကျည်တွေကကိုရီးယားကျွန်းဆွယ်ရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ကျဲကိုကြားရောက်ခဲ့ပြီးဂျပန်ရဲ့တည်တံ့စီးပွားရေးဆောင် EEZ ထဲကိုကြားရောက်တာမရှိဘူးလို့သိရပါတယ်။ဒီလိုဒုံးကျည်စမ်းသပ်မှုတွေဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့စောပြတ်ချက်တွေကိုချိုးဖောက်နေတာဖြစ်ပေမဲ့မြောက်ကိုရီးယားကတော့ဒါဟာသူတို့ရဲ့ကုကူကာကွယ်ပိုင်ခွင့်သာဖြစ်တယ်လို့ဆိုတာပြပင်မှုတွေကိုပယ်ချထားပါတယ်။အခုလိုပြစ်ခတ်မှုဟာလာမယ့်မေလနယ်မှာကျင်းပဖို့ရှိတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တရုတ်သမ္မတရှီကျင်းဖျင်တို့ရဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာပေါ်ပေါက်လာတာပါ။အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကြီးက Rafael Grossi ကလည်းမြောက်ကိုရီးယားဟာယူရေနီယံတပ်ဆင်တဲ့စက်ရုံအသစ်တစ်ခုထပ်မံတိုးချဲ့ထားပုံရပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းမှာအင်မတန်စိုးရိမ်ရတဲ့အဆင့်အထိကိုတိုးတက်လာနေပြီလို့သတိပေးထားပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကတော့သူတို့နိုင်ငံရဲ့နျူကလ িয়ার ပိုင်ဆိုင်မှုစနစ်တဟာနောက်ကျောင်းပြန်မလဲနိုင်တော့ဘူးလို့ပြောဆိုထားသလိုနျူကလ িয়ার ဟန်တာစားကိုတိုးချဲ့တာကနိုင်ငံတော်လုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်တယ်လို့ပြပြသားသားရည်တည်ထားပါရှင်။ဆလတ်ဒေဆပ်ပြီးမှကတော့စစ်တပ်တင်နေတဲ့ယူကရိန်းနိုင်ငံမြို့တော် Kiev မှာစနေနေ့ကတော်တော်လေးကိုထိရစရာကောင်းတဲ့ပြစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အသက်58နှစ်အရွယ်မျိုးသားတဦးကစစ်တပ်နဲ့တလက်ကိုကိုက်ဆောင်ပြီးတော့လူ6ဦးကိုပြစ်တက်ခဲ့တယ်လို့စူပါမားကတ်တစ်ခုထဲမှာလူတွေကိုတစားကန်ဖြစ်ဖမ်းဆီးပြီးကောက်ွယ်ယူခဲ့ပါတယ်။နောက်ဆုံးမှာတော့ရေတပ်ဖွဲ့ကသူ့ကိုအသေးပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့အာဏာပိုင်တွေကအတည်ပြုပါတယ်။ဒီဖြစ်စစ်ကြောင့်အနည်းဆုံးလူ14ယောက်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံကိုပို့ဆောင်ထားရပါတယ်။တနက်သမားတော်ရုရှားနိုင်ငံမှာမွေးဖွားသူတူဖြစ်တယ်လို့သမ္မတဇလန်စကီကပြောဆိုခဲ့ပြီးအာဏာပိုင်တွေကတော့သူဘာကြောင့်အခုလိုလုပ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုစုံစမ်းနေကြပါတယ်။အဲ့ဒီပြစ်ခတ်မှုဟာမြို့နယ်ကောင်ကလူစီကရဲဘက်တစ်ခုမှဖြစ်ပွားခဲ့ပြီးတနက်သမားကအပြင်မထွက်ခင်သူနေထိုင်တဲ့တိုက်ခန်းကိုအရင်မီးရှို့ခဲ့ပြီးမှလမ်းမောက်ကိုတနက်နဲ့ထွက်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်လမ်းမောက်ကလူတွေကိုပြစ်တက်ခဲ့ပြီးနာမည်ကစတိုးဆိုင်တစ်ခုထဲပုံဝင်ကောင်သူတွေကိုတစားကန်ဖြစ်ဖမ်းဆီးခဲ့ပါတယ်။တစားကန်တွေကတအူးကိုလည်းသူကထက်မှန်ပြစ်တက်ခဲ့တယ်လို့ဆေးရုံရောက်မှတင်ဆောင်သွားတဲ့အမျိုးသမီးတဦးပါဝင်စုစုပေါင်း6ဦးသေဆုံးခဲ့ရတာပါ။ရဲတပ်ဖွဲ့ကဖြောင်းဖျားနာချဖို့စီလိုပြီးတစားကန်တွေကိုနှုတ်ပေးဖို့မိနစ်40တာစူးစမ်းခဲ့ပါသေးတယ်။ဆိုင်ထဲမှာဒဏ်ရာရနေတဲ့သူတွေရှိရကြောင်းစေကူသားခွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့တနက်သမားဘက်ကဘာမှတုံ့ပြန်မှုမရှိရကြောင်းရဲတပ်ဖွဲ့ရဲ့အထူးတိုက်ခိုက်ရေးဖွဲ့ကဆိုင်ထဲကိုစီးနှင်းဝင်ရောက်ပြီးသူ့ကိုအသေးပြစ်ခတ်နေခဲ့ရတာဖြစ်ပါတယ်။ဒီလူကရုရှားမှာမွေးဖွားပြီးယူကရိန်းရှေ့ပိုင်းဒိုနက်ဒေသမှာကြာကြီးနေထိုင်ခဲ့သူဖြစ်ပါတယ်။သူကအရင်တုန်းကပြစ်မှုမှတ်တမ်းရှိဘူးသူဖြစ်ပေမဲ့ထူးဆန်းတာကတော့သူကိုင်ဆောင်ထားတဲ့တနက်ကတရားဝင်ကိုင်ဆောင်ခွင့်လိုင်စင်ရှိနေရပါ။လူကိုတည်တဲ့အင်းကြီးတွေကတော့သူဟာပညာတတ်ပုံစံမျိုးရည်ကြီးတဲ့သူတို့လို့ထင်ခဲ့ကြပြီးအခုလိုရာဇဝတ်မှုကျူးလွန်နေမယ်လို့မထင်ထားမိကြဘူးလို့ဆိုပါတယ်။ယူကရိန်းလုံခြုံရေးဖွဲ့ SBU ကတော့ဒီဖြစ်စဉ်ကိုအကြမ်းဖက်မှုတစ်ခုလို့သတ်မှတ်ပြီးစစ်ဆေးနေပါတယ်။2022ခုနှစ်ရုရှားကျူးကျော်မှုစတင်ကတည်းကစစ်ပွဲတံခံနေရတဲ့ Kiev မြို့မှာအခုလိုအရက်သားအချင်းချင်းကြားကစုလိုက်ပြုံလိုက်တိခတ်မှုမျိုးကတော်တော်လေးကိုဖြစ်တောက်ဖြစ်ခဲဖြစ်တဲ့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေပါရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဖရိကတိုက်ရဲ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့နိုင်ဂျီးရီးယားနိုင်ငံပြည်နယ်မှာဆာမွေးဖြစ်ဆိုဖို့တွားနေကြတဲ့တက္ကသိုလ်ကျောင်းသားတွေပါဝင်ခရီးသည်တွေကိုတနက်တိုင်ဆောင်ထားသူတွေကကြားဖြတ်တိုက်ခိုက်ပြီးပြန်ပေးဆွဲသွားတဲ့ဖြစ်စဉ်တစ်ခုပြီးခဲ့တဲ့ကြာသပတေးနေ့ကဖြစ်ပွားခဲ့ပါတယ်။အိုတူဘုံမာကူဒီအဝေးပြေးလမ်းမပေါ်မှာခရီးသည်ချင်းဘတ်စကားတစ်စီးကိုလက်နက်ကိုင်ဖွဲ့ကပိတ်ဆို့တိုက်ခိုက်ခဲ့ရပါ။ဒီနယ်အုပ်ချုပ်ရေးမှူးဟာယာဆင်အာလီယာရဲ့ထုတ်ပြန်ချက်အရကျောင်းသားတွေကသူတို့ရဲ့တက္ကသိုလ်ဝင်စာမေးပွဲတွေဖြစ်ဆိုဖို့တွားနေကြအစမှာအခုလိုဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ဒေသတွင်းသတင်းဌာနတွေရဲ့ဆိုရကားပေါ်မှာခရီးသည်14ယောက်လိုက်ပါလာတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးအာလီယာကအပြစ်မဲ့ပြည်သူတွေထူးသဖြင့်စာမေးပွဲဖြစ်ဖို့တွားနေတဲ့ကျောင်းသားတွေကိုပြစ်မှတ်ထားတာကဘလို့မှလက်ခံနိုင်စရာမရှိသလိုလူသားဆန်မှုနဲ့လူမှုစနစ်ကိုစန့်ကျင်တဲ့လုပ်ရဖြစ်တယ်လို့ပြပြထန်ထန်ဝေဖန်ရှုံချခဲ့ပါတယ်။လက်ရှိမှာတော့ပြန်ပေးဆွဲခံရသူတွေကိုဘေးကင်းနဲ့ပြန်လည်ကယ်တင်နိုင်ဖို့အတွက်ရှာဖွေရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဒီပြန်ပေးဆွဲမှုကိုဘယ်အဖွဲ့ကလှုပ်ဆောင်လဲဆိုတာအခုထိကိုထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။နိုင်ဂျီးရီးယားနိုင်ငံမှာကျောင်းသားတွေကိုပြန်ပေးဆွဲတာကအဓိကလုံခြုံရေးပြဿနာတစ်ခုဖြစ်နေပါတယ်။ဒီလိုသူတွေရဲ့ဆိုရလက်နက်ကိုင်ကိုင်းတွေကကျောင်းသားတွေကိုမဟာဗျူဟာမြောက်ပြစ်မှတ်တွေခင်မြင်ကြတယ်လို့ဆိုပါတယ်။အားကြောင့်လဲဆိုတော့ကျောင်းသားတွေကိုဖမ်းဆီးတဲ့အနေနဲ့အစိုးရပေါ်ဖိအားပေးဖို့နဲ့နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုပိုရစေဖို့အတွက်ဖြစ်ပါတယ်။နိုင်ဂျီးရီးယားမှာအစိုးရအနေနဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုအပြည့်အဝကာကွယ်ပေးနိုင်တာမရှိတာကြောင့်အပြစ်မဲ့ကျောင်းသားငယ်တွေဟာအခုလိုလက်နက်ကိုင်အုပ်စုရဲ့သားတော်ဖြစ်နေကြတာပါ။ဒီဖြစ်စဉ်ကနိုင်ငံတနိုင်ငံမှာတရားဥပဒေစိုးမိုးမှုကင်းမဲ့နေရင်ပြည်သူတွေရဲ့ပညာရေးနဲ့အနာဂတ်ဟာဘယ်လောက်ထိချိန်ချောက်ခံနေရတဲ့ဆိုတာကိုပြသနေတဲ့ဝမ်းနည်းစရာသတင်းတစ်ခုပဲဖြစ်ပါရဲ့ရှင်။